Hello, Happy Sunday ပါဒီနေ့ breakfast and dinner 3နက်ကိုတစ်နက်ကိုနေ့လည်စာတစ်နက်ကိုပဲထမင်းပအောင်စားပြီးတော့ဒီကျင်ငန်းလေးလုပ်ပါမယ်လိုက်ကြည့်ပေးပါ breakfast စားဖို့အတွက်ကြက်ဥပြုတ်ပါမယ်ကြက်ဥကို3လုံးပြုတ်လိုက်မယ်စားမှ2လုံးပဲပိုးပြုတ်ထားလိုက်မယ်ပေါ့နော်ညနေစာဘိုက်စားတဲ့ခါကျလဲစားလို့ရအောင်ပါတင်ဝင်ငပြောသေးတစ်လုံးကြက်ဥပြုတ်က2လုံးဒါ breakfast စားပါ breakfast စားပြီးတော့နိုင်ဝက်လောက်နေရောကျင်းသွားဖို့အတွက်ပြင်ပါတယ်နိုင်ဝက်လောက်တည်းပြင်မအောက်ရောက်ကျင်းနေရောက်တယ်ဆို45မိနစ်လောက်ဖြစ်သွားပြီပေါ့နော်အစားပြီးရင်45မိနစ်ခွာသွားပါပြီကျင်းမလမ်းလျှောက်ဆက်ပေါ်မှာတနားရီလျှောက်ပါမယ်တနားရီကိုနိုင်ဝက်စီလျှောက်ပြီးတော့ဆက်ချိုင်းမှာ10မိနစ်လောက်နာနိုင်ဝက်လျှောက်10မိနစ်နာနိုင်ဝက်ပြန်လျှောက်တနားရီလမ်းလျှောက်ဆက်ပေါ်မှာတနားရီကြာတာပေါ့နော်အဲ့တနားရီမှာအများတန်းလျှောက်နေရမျိုးမဟုတ်ဘဲနဲ့10မိနစ်ကြာတစ်ခါလောက်ကို3မိနစ်လောက်ပြီးပါတယ်လို့ပြီးလမ်းလျှောက်ဆက်ပေါ်မှာလို့တနားရီလောက်လျှောက်ဖို့ဆိုလို့ရှိရင်တချင်းနားထောင်ပြီးလျှောက်ရင်တော့လျှောက်နိုင်ပါတယ်တနားရီလောက်ကလေနိုင်ဝက်ပြီးရဲ့အချိန်မှာ10မိနစ်နားပါတယ်ကျမက pre-diabetes သမားပါအဲ့တော့တနေ့တာမှာကိုယ်လက်လှုပ်ရှားမှုကပါပါတယ်အပြင်ကိုတနေကုန်ထွက်လို့မူးချုပ်တယ်မသွားပြတဲ့ရက်တွေရှိပါတယ်အဲ့လိုကြလည်းမတက်နိုင်ဘူးပေါ့နော်တကယ်တော့ခြေလမ်းရင်တနေ့ကိုအနည်းဆုံး1000လောက်ရှိအောင်နေရပါတယ်ခြေလမ်းရင်တနေ့ကို2000လောက်ဆိုရင်တော့အကောင်းဆုံးပေါ့နော်လူနဲ့အချိန်မှာတနားရီ45လောက်အချိန်ကုန်သွားပြီးတော့နေခင်းစာစားမယ့်အချိန်လည်းရောက်ပြီးဆိုနေခင်းစာသွားဝယ်ပြီးတော့ရေမိုးချိုးခေါင်းရှုံမှလည်းဆိုရင်ထမင်းစားဖို့ချိန်ရလွန်သွားမှဆိုလို့ထမင်းရစားပါမယ်နေ့လည်စာကထမင်းနဲ့ကစုံရမှုကစုံရကြော်ပါချက်သားကြော်လေးနဲ့ပါပါလိမ့်မှန်တော့ဒီလိုစီကြော်နဲ့ချက်သားကြော်ကိုစားမယ်စားချက်သားဝယ်ပြုတ်ပြီးတော့လေပြုတ်ရေခမ်းပြုတ်ထားတာလေးကိုပဲ3လုံး4လုံးထည့်စားတာပို့ပြီးတော့ကောင်းပါတယ်ဒါကတော့စီကြော်ကဲလို့များပါတော့လမ်းစားပြီးရေတန်းချိုးလို့မရသေးလို့တနင်္လာလောက်ချမ်းမှနားပါသေးရဲ့နားပြီးတော့ရေမှုချိုးခေါင်းလျှော်ပါတယ်ညစာတော့ဝါဟုပဲကြစံပြုတ်လေးပဲစားလိုက်ပါတယ်ဝါဟုပဲကြစံပြုတ်ကိုငပြားကြော်လေးနဲ့နေထားတာလေးပေါ့နော်နေငယ်ကဝယ်ထားတဲ့ချက်ကြော်သုံးခုကတစ်ခုချမ်းပါသေးရဲ့ညပိုင်ဆိုင်စားပါမယ်အားလုံးပဲပျော်ရွှင်စရာဆန်းလေးဖြစ်ပါစေ bye